လက်ရွှေ့ကလားဒီလက်ရွှေ့တယ်ယူကရိန်းကထုတ်လာတဲ့ C2 HDMI 4K 60Hz ရတဲ့ cable လေးပေါ့နော်ကျိုးပုံစံလေးကတော့ဒါမျိုးလေးပါတစ်ဖက်မှာတော့ HDMI cable ကောင်းနောက်တစ်ဖက်မှာတော့ Type C ကောင်းပေါ့နော်ကျွန်တော်တို့သုံးတဲ့ခါကျရင်ထစ်ကလေးဟာချွတ်ရမယ် Okay ဒီကောင်လေးမှာနောက်ထပ်အားသာချက်တစ်ခုရှိသေးတယ်အဲ့ကောင်လေးကဘာလဲဆိုရင်ကျွန်တော် output ပေးတဲ့ခါကျရင် output ပေးတဲ့ဖုန်း PC ဒါမှမဟုတ်တခြားဒီ gaming console တစ်ခုခုပေါ့နော်အဲ့ကောင်လေးအကုန်လုံးအပြန်သွင်းလို့ရတာပေါ့နော်အဲ့ကောင်လေးကအရန်မိုက်တယ်ကျွန်တော်အခုဒီကျိုးလေးရဲ့အသွင်းပုံတည်ချာလေးစမ်းပြမယ်နော် PD အနေနဲ့100 watt ထိရပြီးတော့ transmission အနေနဲ့ဒီကောင်80 GB high speed transmission run လုပ်ရတာပေါ့နော်အဲကြောင့်မို့လို့ပဲဒီကောင် 4K 60Hz run တဲ့အခါမှာ AAC လေးချွေးမထွက်ပဲ AC run လုပ်ရတယ် high speed transmission ဖြစ်သွားတဲ့ကြောင့်မို့လို့ဒီကောင်လေးတွေက Dolby Audio တွေရော HDR10 တွေရော fully support လုပ်လို့ပေါ့နော်ဒီကောင်လေးကဖုန်းနဲ့ရုပ်ရှင်ကြည့်မဲ့လူဆိုရင်တော်တော်မိုက်တယ်အိမ်မှာ monitor တစ်လုံးရှိတာနဲ့ကလစ်ကြည့်လို့ရတာပေါ့နော်တစ်ဖက်မှာတော့ကျွန်တော်အားသွင်းဖို့အတွက်ဒီ PD 100 watt ထိရတဲ့ Type C ပုံကိုကျွန်တော်ထည့်လိုက်ပြီ Okay တစ်ဖက်မှာကျွန်တော်တို့ပြန်ကြည့်ကြအောင်ကျန်တဲ့တခြားတစ်ဖက်မှာကျွန်တော်တို့ charging port ကို power ပေးရင်ပေါ့နော် play output လုပ်ဖို့အတွက် laptop တွေကကြီးတာနဲ့ကျွန်တော်ဒီ Samsung S25 လေးကိုပဲရွေးလိုက်တယ်ပေါ့နော်ဒီကောင်လေးက USB 3.2 မှာ display port 1.2 support လုပ်တယ်လို့မျိုး OTG ကိုလည်း fully support လုပ်တယ်ပေါ့နော်တစ်ဖက်မှာတော့ကျွန်တော်တို့ HDMI cable နဲ့ Samsung S25 နဲ့ချိတ်လိုက်ပြီပေါ့နော်ချိတ်လိုက်ရင်လည်းကျွန်တော်တို့ဒီ Samsung က dash mode တန်းပြတယ်နောက်ချက်ထူးခြားတစ်ခုရှိသေးတယ်အဲ့ကောင်က Samsung ရဲ့ dash mode က short တွက်လို့မရတော့ဘူးဒီမှာဆိုရင်ကျွန်တော်တို့ laptop တစ်လုံးမျိုးအသုံးပြုလို့ရတယ်လို့မျိုးပဲဒီဘက်မှာ mouse ပေါ့နော် mouse ကပါလဲဆိုရင်ဒါမျိုးလေးပါဒီမှာကျွန်တော်တို့လက်အရွှေ့လေးပါကျွန်တော်ပြရမယ်နော်လက်အရွှေ့ကလားဒီမှာလက်ရွှေ့တယ်ကျွန်တော်တခြားစိတ်ပါထားတယ်အကုန်လုံးလုပ်လို့ရတယ်တော်တော်မိုက်ပါပြီ Samsung demo ကဟိုးတော့အများကြီးရှုပ်တော့တာအခုတော့တော်တော်လုပ်ဖြစ်နေတာအခုမှသိတယ်တော်တော်မိုက်သွားပြီဒါမျိုးရုပ်ရှင်တွေလည်းကြည့်လို့ရမှာပေါ့နော်mouse တစ်လုံးလိုမျိုးသုံးလို့ရမယ်ဒါဆိုရင်တော့ကျွန်တော်ရှိမှပြောသလိုမျိုးပဲ 4K 60Hz AC run နိုင်တဲ့ cable တစ်ချောင်း HDMI cable တစ်ချောင်းကျွန်တော်စီမှာရပြီပေါ့နော်ဒီရဲ့ຢာလေးတစ်ချက်ကြံ့သွားတယ်ပေါ့နော်ဒီဘက်မှာလည်းတစ်ဖက်မှာသူကအားပြန်သွင်းနေတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော် streaming လုပ်နေတဲ့အချိန်မှာအားကုန်တာမျိုးတွေလည်းမဖြစ်တော့ဘူးပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဗီဒီယိုရှင်းသွားပါပြီ